အားလုံးပဲမင်္ဂလာပါနော်ကိုင်းထက်ကိုချစ်ခင်အားပေးကြတဲ့ကိုင်းထက်ရဲ့ချစ်မဲဆွေလေးကိုမအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနိုင်ကြပါစေလို့ဥစ္စာပထမဆုတောင်းပေးပါတယ်ကြည့်အားလုံးပဲနော်ကိုင်းထက်ကိုမြင်တဲ့ချစ်ခင်အားပေးကြတဲ့ကိုင်းထက်ရဲ့ချစ်မဲဆွေလေးညီကိုမလေးအားလုံးပဲကိုင်းထက်ရဲ့ view file လေးကိုတွေ့ပြီဆိုရင်ဝိုင်းကို share ပေးပါရှယ်မူရှားလေးလုပ်ထားပါနော်ဘာကြောင့်လဲဆိုရင်အခု view file လေးကဒါကျွန်တော်ကိုမြင်နေမဲ့မှန်တယ်ကိုအားပေးတယ်ကျွန်တော်လူကောင်းကိုင်းမလေးခုမှတွေ့တယ်ကျွန်တော်လူသက်ကိုင်းမလေးအတွက်အခု view file ကဒါအားလုံးတော့လုံးဝအကျိုးရှိ view file လေးဖြစ်ပါတယ်နော်အကြောင်းမို့ကျွန်တော်ကမလေးကျွန်တော်တို့မနက်ဖြန်နော်30ရက်3လပိုင်း2026တနေ့နာနေ့ကျွန်တော်ဖွင့်နေမှာတကွက်သေးပဲထိုးကျင်တယ်ဆိုကဝင်လာကြည့်သွားပြီပါနောက်ပြီးခဲ့ဘက်ကနော်ကျွန်တော်ရဲ့အကွေမလေးပြီးခဲ့ဘက်ကကျွန်တော်နဲ့လက်တွဲလို့နော်အစင်ပြလာခဲ့ကိုမလေးဒီဘက်မှာထပ်ပြီးအစင်ပြချင်မလေးထပ်ပြီးပေါက်ချင်မလေးရချင်မလေးဆိုရင်ကျွန်တော်ပေးမဲ့ကနန်းလေးကျွန်တော်ပေးမဲ့တကွက်ကောင်းလေးကိုယူပြီးတော့ထိုးပါယူပြီးကစားပေးပါပြီးခဲ့ဘက်ကထက်ဒီဘက်မှာပို့ပြီးတော့စင်ပြရမယ်ပို့ပြီးတော့အောင်မြင်ရရှိရမယ်ခဏန်းလေးကိုမြဲတဲ့တင်ဆက်ပေးတော့ဖြစ်ပါတယ်။နောက်ကြောင့်ကြောက်ကူမကြီးဘက်ကနေပြီးတော့ကျွန်တော်ရဲ့ view file လေးတွေကျွန်တော် live show လေးကိုမြဲတဲ့မြင်ချင်းပါလဲမြဲတဲ့တွေးကျင်တယ်ဆိုရင်တော့ကျွန်တော်လည်းနော် YouTube channel ကို subscribe ပါလေးနှိပ်ထားပြီးပါနော်ကျွန်တော်ရဲ့ YouTube channel ကို subscribe ပါလေးနှိပ်ခမ်းတယ်ဆိုတော့ဘာကြောင့်နှိပ်ခမ်းလဲဆိုရင်ကျွန်တော်တို့မနက်ပြန်ဖွင့်နေမှာလုံးဝအဆင်ပြေရမယ်။တနေ့နာနေ့အဖွင့်နေမနက်ပိုင်းမှာလုံးဝအောင်မြင်ရရှိရမယ်လုံးဝကိုအဖွင့်လာမယ်ဆိုတဲ့ခဏန်းလေးပါပါတယ်။နောက်ကြောင့်ကျွန်တော်မလေးဘက်ကနေကျွန်တော် view file လေးကိုတော့ချိန်လေးခဏလေးပေးလိုက်တာနဲ့ကိုမလေးအဆင်ပြေမဲ့ခဏန်းကိုရရှိပါလိမ့်မယ်။ကိုမရဲ့လိုချင်တဲ့ခဏန်းကိုရရှိမိသိမယ်။ရှုံကျွေးကြေချင်ပါလေအမြတ်လေးလိုချင်ပါလေခက်ခဲမှုတွေကြားတဲ့နေပြီးအဆင်လေးပြေးချင်ပါလေ။နော်ဈေးဘူးတွေရချင်တယ်ဆိုကမှကကျွန်တော်ပေးမဲ့ခဏန်းကိုယူပြီးထိုးပါယူပြီးကစားပေးပါ။တကယ်တော့မှကျွန်တော်ခေါ်ပြီးခဏန်းကိုမမှတ်မိဘူးဆိုရင်တော့ဘေးနားမှာဘောက်ဝလေးစောက်လေးယူထားပြီးပါမှတ်မိတဲ့ကွေမားတွေကတော့ comment ထက်မှာတယောက်မှကျနေမှတ်ထားပြီးပါဘာကြောင့်လဲဆိုရင်တော့ကျွန်တော်နောက်လူတွေမြင်ရတွေ့ရကြအားလုံးမအဆင်ပြေအောင်လို့အားလုံးမရအောင်လို့ဖြစ်ပါတယ်နော်ဖြစ်ပါတယ်ကျွန်တော်ဒီတူတယောက်တွေပါဖို့တူတယောက်တွေရဖို့ဆိုရင်စိတ်ဆန္ဒနဲ့ကျွန်တော်လာရောက်တင်ဆက်ပေးတာမဟုတ်ပါဘူးကျွန်တော်လာရောက်ပြီးတော့တင်ဆက်ပေးတာဒီအော်ကျွန်တော်လည်းအဆင်ပြေခဲ့လို့ကျွန်တော်ရဲ့အကွေမားတွေပေါက်ကြပါစေရကြပါစေဆိုစိတ်နဲ့ကျွန်တော်လာရောက်တင်ဆက်ပေးတယ်နော်လာရောက်ပြီးမျှဝေပေးရအကွေမားတွေဘက်ကလည်းအော်ငါလည်းပေါက်ချင်တာပဲငါလိုပဲခြားလူတွေပေါက်ချင်မှာပဲရကြမှာပဲဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲရှယ်မူရှားလေးနဲ့မျှဝေထားပါတူးမြစ်တာတုံးစင်တာဆိုတဲ့ပုံစံလေးနဲ့ပဲလုပ်ထားပေးပါဒါကြောင့်မနက်ဖြန်မှာပတ်သီးနဲ့ရှုံးလိုက်ကူမလေးပတ်သီးနဲ့ကြည်အောင်စော့ကျင်တယ်ဆိုရင်မနက်ဖြန်မှာကျွန်တော်ပတ်ရမယ်ပတ်သီးဒီ83ပတ်သီးဖြစ်ပါတယ်နော်ပတ်ရမယ်ပတ်သီးက83ပတ်သီး8ကိုကြိုက်ကူမက8ကိုပတ်ပေးပါ3ကိုကြိုက်ကူမက3ကိုပတ်ပေးပါ83ပတ်သီးတော့အကောင်းနဲ့ကျွန်တော်အကြဆုံးပတ်သီးဒီမနက်ဖြန်မှာ8ပတ်သီးကိုကြိုက်တယ်နော်ကျွန်တော်အကြဆုံးပတ်သီးက8ပတ်သီး8ကိုကြိုက်ကူမလေး8နဲ့ထိုးမှန်မိန်ကွက်သီး8နဲ့8 4 8 6 8 1ပါနော်8နဲ့ဆိုရင်8နဲ့8 4 8 6 8 7 3ကိုကြိုက်ကူမလေး3နဲ့ထိုးမှန်မိန်ကွက်သီး3ခွန်3 9 3 5 3 4ပါနော်3နဲ့ဆိုရင်3ခွန်3 9 3 5 3 4ဖြစ်တယ်တကွက်ကောင်းလေးသီး82သီးမိန်ရောကွက်ဖြစ်ပါတယ်နော်ပပနေထိုးခြင်းပါလေထိထိမီလေးကစားခြင်းမှာတကွက်ထဲကိုနော်3 4ထောင်မို့4 5ထောင်မို့လိုက်ပြီးစော့ခြင်းပါဆိုရင်မနေ့ကမှာ82ကမိန်ရောကွက်ပတ်ရမယ်ပတ်သီးက38ပတ်သီး83ပတ်သီးအကြဆုံးကတော့ကျွန်တော်8ကိုပို့ပြီးကြိုက်တယ်8ကပို့ပြီးအားကောင်းတာဖြစ်ပါတယ်နောက်ကြောင့်8ကိုလိုက်ရင်ပြီးခဲ့ဘက်ကနော်8နဲ့လိုက်နေကူမလေးနည်းနည်းထိထားကူမလေးဒီဘက်မှာတော့8နဲ့ထပ်ပြီးလိုချင်တယ်ထပ်ပြီးကစားချင်တယ်ဆိုရင်မနက်ဖြန်မှာ82ကမိန်ရောကွက်လုံးဝအကောင်းဆုံးဖြစ်တယ်နောက်ကြောင့်ကျောင်းကူမလေးဘက်ကနော်လုံးဝယုံကြည်မှုရှိပါလေကိုင်းနဲ့ပေးကနေနဲ့ပဲလိုက်ပြီးစော့ချင်ပါလေလိုက်ပြီးကစားချင်ပါကူမရယူပြီးထိုးပါယူပြီးကစားပေးပါလုံးဝအောင်မြင်မှုရရှိပါလိမ့်မယ်နော်လုံးဝအောင်မြင်မှုရရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်ပေးကနေယုံချင်းထိုးပြီးမှယုံချက်ကစားပြီးမှဖြစ်ပါတယ်နောက်ကြောင့်အားလုံးပဲနော်လိုက်ထိုးပါလိုက်ကစားပေးပါအဖွင့်နေမှာလုံးဝအောင်မြင်မှုရရှိစေရပါလိမ့်မယ်ပြောချင်ပါလေเนาะအခေအားလုံးပဲကျွန်တော်ကမှလေးကျွန်တော်ရဲ့ view file လေးတွေเนาะကျွန်တော်ရဲ့ live show လေးကိုเนาะတွေးကျင်နေဆိုရင်တော့ကျွန်တော် YouTube channel ကို subscribe ပါလေးနှိပ်ထားပေးပါเนาะနှိပ်ပြီးတဲ့ကိုမိုက်ကလက်မနှိပ်ပြီးတော့ share နဲ့တော့ share ပေးပါမျှဝေနေတော့မျှဝေပေးပါရှုံထားတဲ့လက်ရှိသမားတွေရှုံယူတွေကြေချင်နေဆိုရင်ကိုမလေးတွေအားလုံးတွေးလို့ရအောင်အားလုံးပဲဘက်ကလေးတက်တိုင်ဝန်းလေးတွေမျှဝေကြပါလို့အားလုံးပြောချင်ပါတယ်เนาะခင်အားလုံးကျွန်တော်ကမှလေးကျွန်တော် view file လေးကတရားရင်းနေရနာခွင့်ပြုပါတယ်ကျွန်တော်တို့မနက်ဖြန်7 နာရီခွဲမှာပဲပြန်ရင်တွေ့ဆုံကြပါမယ်ဗျာเนาะခင်အားလုံးပဲဘိုင်မှာအားလုံးချစ်ပါတယ်မင်္ဂလာရှိသောညာ channel လေးတွေပတ်စံနိုင်ကြပါစေလို့အားလုံးဆုတောင်းပေးပါတယ်ကြည့်အားလုံးပဲဘိုင်မှာအားလုံးချစ်ပါလေ